ဟေးကောင်မင်းတီလာလူအများစုကထောင်လို့ပြောလိုက်ရင်ခေါင်းထဲမှာမြင်ရောင်တာကတန်တိုင်တွေနဲ့မှောင်မဲပြီးညစ်ပတ်နေတဲ့ပုံကြီးမျိုးပဲမဟုတ်လားဒါပေမဲ့နော်ဝေမှာတော့ထောင်ဆိုတာထက်အပန်းဖြေစခန်းလိုရွာလေးတွေရွာနဲ့ပို့တူတဲ့ထောင်တစ်ခုရှိနေတယ်လေအဲ့ဒီနေရာရဲ့နာမည်က Best Twine ထောင်နဲ့မင်းအဲ့ဒီကိုစားရောက်တဲ့နေ့မှာကျွန်းပေါ်ကိုကူးတိုးတင်ပေါ်နဲ့လာရမှာဆိုတော့ရီဇော့လာလဲတယ်လို့ပဲကွာဒီကအချင်းစားတွေကအချိုးခန်းထဲမှာနေရတာမဟုတ်ပဲအဆောင်တွေလိုမျိုးစူပေါင်းအင်ဟာလူတွေမှာနေကြရတာပါမနက်ခင်းဆိုရင်လည်းသာမန်လူတွေလိုပဲနိုးလာပြီးစကန်ဒီနေဗီးယားစတိုင်ဝနက်စာဖြစ်တဲ့ပေါင်မုံချက်ဦးငါနှို့နဲ့ဒင်းခဲစားတာတွေကိုစားကြရတယ်လေအဲ့ဒီနောက်မှာတော့အလောက်သွားလောက်ကြရပေမဲ့ကြောက်ထူရတယ်လို့မျိုးပင်ပန်းတဲ့အလုပ်ကျန်းတွေမဟုတ်ပါဘူးအများအားဖြင့်ကတော့ဟင်းသီးဟင်းရွက်စိုက်တာတိုးချောင်းတာချက်မွေးတာလိုမျိုးစိုက်ပျိုးရေးနဲ့မွေးမြူရေးအလုပ်တွေပဲဖြစ်ပါတယ်နေ့လယ်ဘက်မှာလည်းနားချိန်ရှိပြီးထမင်းကိုပုံမှန်အတိုင်းပဲစားကြရတာပါတကယ်လို့မင်းကထောင်ကပေးတဲ့အစားအသောက်ကိုမကြိုက်ဘူးဆိုရင်လည်းမီးဖိုချောင်းတွေဝင်ပြီးကို့ဘာသာကိုချက်စားလို့တော့ရသေးတယ်နော်ညနေပိုင်းဆိုရင်လည်းအားကစားလုပ်လို့ရတယ်ဘောလုံးကွင်းတွေ fitness တွေလည်းရှိသလိုကျွန်းပတ်ပြီးစပီးစီးလို့လည်းရပါတယ်လေတချို့ရက်တွေဆိုရင်အချင်းစားတွေကငားများတာတို့ပင်လယ်ကမ်းခြေမှာလမ်းလျှောက်တာတို့တောင်လုပ်လို့ရပါသေးတယ်အဓိကအချက်ကတော့ထောင်ဝန်ထမ်းတွေကတနက်ကြီးတွေတကားကားနဲ့တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတာမျိုးမရှိတာပါပဲဒီထောင်ရဲ့အတွေ့အခေါ်ကလူတွေကိုကြောက်ရွံ့အောင်လုပ်ဖို့မဟုတ်ပဲသူတို့ရဲ့ဘဝတွေကိုပြန်လည်ပြိုးထောင်ပေးဖို့ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့နော်ဝေကအချင်းစားတွေကိုတတိဆန်လို့ဆက်ဆံမယ်ဆိုရင်သူတို့ကအရင်လိုရာဇဝတ်ကောင်တွေပဲပြန်ဖြစ်သွားလိမ့်မယ်လို့ယုံကြည်ထားလို့ပါပဲဒါကြောင့်မို့လို့မင်းသားဥပဒေချိုးဖောက်မိလို့ဒီထောင်ထဲရောက်သွားခဲ့ရင်တောင်မင်းရဲ့ဘဝကထင်းတလောက်ဆိုးရွားနေမှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒါကမင်းကိုစမ်းကြည့်တင်တယ်လို့ပြောနေတာမဟုတ်ဘူးနော်